ကျွန်တော်တို့ဒီတူကွန်ပျူတာ software online version လေးအသုံးပြုပုံလေးကိုကျွန်တော်အစအဆုံးလေးပြပြပေးပါမယ်။အရင်ဆုံးဒါကတော့ကျွန်တော်တို့ကဒါကွန်ပျူတာမှာဝင်ထားတဲ့ကျွန်တော်တို့ account ဖြစ်ပါတယ်။အဲ့တော့ဒီမှာကွန်ပျူတာမှာဆိုလို့ရှိရင်သူကဒီ owner ဆိုလို့ရှိရင် owner account နဲ့ဝင်ပေးရမယ်။ agent ဆိုလို့ရှိရင် agent account နဲ့ဝင်ပေးရမယ်ပေါ့နော်။အဲ့တော့ဒီမှာတော့ကျွန်တော်အရင်ဆုံး owner account နဲ့ဝင်ပေးရပါမယ်။ owner account မှာ user name နဲ့ password ထည့်ပြီးတော့မှဒီ remember pin ဆိုတဲ့နေရာလေးကို message ပေးထားမယ်ဆိုရင်တကယ်လို့ကိုက account log out ထွက်ပြီးသွားပြီပြန်ဝင်လို့ရှိရင်ဒီ user name နဲ့ password ကိုထည့်ရိုက်เสียမလို့ပဲနဲ့တခါတန်းပြီးဝင်လို့ရမယ်ပေါ့နော်တကယ်လို့ဒီနေရာမှာ message ဖြုတ်ထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်တစ်ခါပြန်ဝင်တဲ့ခါကျရင် user name နဲ့ password ကိုပြန်ပြီးတော့မှထည့်ပြီးဝင်ပြအောင်ဖြစ်ပါတယ်နော်အဲ့တိုင်းပဲကျွန်တော်တို့ကဒီ Android မှာလည်းကျွန်တော်တို့ဖုန်းမှာလည်းကျွန်တော်ကဒီ owner app ကနေပြီးတော့မှကျွန်တော်တို့ဒီ 23max ဆိုတဲ့ owner app ကနေပြီးတော့မှကျွန်တော်တို့ account ကိုဝင်ပြရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါလောလောဆယ်ကျွန်တော်တို့ကွန်ပျူတာကနေအရင်ဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးသွားလို့ရှိရင်ဒါကျွန်တော်တို့ဒါအခုမြင်တွေ့နေရတဲ့UI ပေါ့နော်ကျွန်တော်တို့ဒီ2D UI ဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကအရင်ဆုံးရောင်းချိန်ရင်တက်မှတ်မယ်ပေါ့နော်အဲ့တော့ရောင်းချိန်တက်မှတ်မှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကဒီဘယ်ဘက်တောင်ဆုံးကကျွန်တော်အပတ်စဉ်လေးကိုချက်နှိပ်ပြရပါမယ်ပြီးရင်ကျွန်တော်ဒီနေရာမှာအောက်မှာအသစ်ဆိုတာလေးရှိပါတယ်เนาะအသစ်ဆိုတာလေးနှိပ်ပါတကယ်လို့ကိုက 3D ဖွင့်မယ်ဆိုရင် 3D ကိုရွေးပြရမယ် 2D ဖွင့်မယ်ဆိုရင် 2D ကိုရွေးပြရမယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာအသစ်ဆိုတာလေးနှိပ်ပြီးတော့မှကျွန်တော်တို့အပတ်စဉ်ကိုဖွင့်ပြရပါမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကစတင်ချိန်ပေါ့နော်စတင်ချိန်ဆိုတာကျွန်တော်တို့စတင်ရက်ပေါ့ကျွန်တော်တို့မှာဒီနေ့က14ရက်နေ့ဆိုရင်14ရက်နေ့ကိုကျွန်တော်က auto ရေးထားပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်ကတပတ်စာပေါ့နော်ဟိုမှာကျွန်တော်တို့ဒီ14ရက်နေ့နေပြီးတော့မှကျွန်တော်တို့ဘယ်နေ့ရက်နေ့ဒီဖွင့်မှာ software ကတော့သူက auto 9ရက်စာရွေးပြီးထားပါတော့ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုမှကိုကြိုက်တဲ့ရက်ကိုပြန်ထားလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့လောလောဆယ်ကျွန်တော်ဒီကျွန်တော်ဟိုအနေထားလိုက်မယ်ပေါ့နော်နောက်ဘက်တောက်ကြနေကျွန်တော်ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာနနက်ပေါ့နော်နနက်ဆိုတာကျွန်တော်ကမနက်ပိုင်းကိုကျွန်တော်ဘယ်ချိန်ကနေစပြီးတော့မှဖွင့်ရောင်းချင်ဖွင့်ပါလဲပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာ9နာရီဆိုရင်ပဲကျွန်တော်မနက်ပိုင်းကိုကျွန်တော်9နာရီကနေစဖွင့်လိုက်ပါမယ်နော်ပြီးလို့ချင်းကျွန်တော်တို့ပြီးဆုံးချိန်ပေါ့နော်အောက်မှာပြီးဆုံးချိန်ဆိုတဲ့နေရာမှာကျွန်တော်ကဘယ်နှစ်နာရီပြီးမှလဲပေါ့17နာရီကျွန်တော်က58လားဒါမှမဟုတ်ကျွန်တော်တို့17နာရီကျွန်တော်က40ထားလိုက်ပါမယ်နော်ပြီးရင်ကျွန်တော်တို့ညနေဆိုလို့ရှိရင်ကျွန်တော်ဘယ်ချိန်ကနေစဖွင့်မလဲပေါ့နော်တနာရီ PM နေစဖွင့်မလားပေါ့နော်တနာရီ PM နေကျွန်တော်ကဒီမှာ4နာရီကျွန်တော်ဒမူနာနေနဲ့ကျွန်တော်ဖွင့်ထားလိုက်ပါမယ်နော်ပြီးတော့ဆိုလို့ရှိရင်အောက်မှာဒါ 2D အတွက်မနက်ပိုင်းအတွက်ကျွန်တော်တို့ကကော်မရှင်ကထည့်မယ်ပြီးလို့ရှိရင် 3D မနက်ပိုင်း 2D မနက်ပိုင်းအတွက်အယော်စားထည့်မယ်ပြီးရင်ကျွန်တော်တို့2D မနက်ပိုင်းအတွက် break ထည့်ရမယ်ပေါ့နော်ဒါအတိုင်း break ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်မနက်ပိုင်းအတွက်ကျွန်တော်1000 break ထားထားတယ်အဲ့တော့ညနေပိုင်းအတွက်ဆိုလို့ရှိရင်ကျွန်တော်ကပုံမှန်တိုင်းပဲကျွန်တော်ကမနက်ပိုင်းညနေပိုင်းကိုလည်းကျွန်တော် 2D အတွက်ကော်ထည့်မယ်ကျွန်တော်တို့10ထည့်မယ်အဲ့တော့ဒီနေရာမှာမနက်ညနေအယော်စားတွေကော်မရှင်ကတွေ break တွေကကျွန်တော်ကတူစရာမလိုပါဘူးเนาะကိုကြိုက်သလိုထည့်လို့ရပါတယ်အဲ့တော့မနက်ပိုင်းကျွန်တော်ကယောဇတစ်မျိုးညနေပိုင်းယောဇတစ်မျိုးပေါ့နော်ညနေပိုင်းယော break ကတစ်မျိုးဆိုပြီးတော့ကိုကြိုက်တယ်လို့သတ်မှတ်လို့ရပါတယ်နော်ကျွန်တော်လောလောဆယ်ကတော့ကျွန်တော်ကမနက်ပိုင်းကို break 1000ထားပြီးတော့ညနေပိုင်းကိုကျွန်တော်1000ထားလိုက်ပါမယ်နော်ပြီးရင်ကျွန်တော် save ဆိုတာလေးနှိပ်လိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ 2D ရောင်းချင်ဖွင့်ပြီးတော့ပါပြီနော်ဖွင့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်ကနေပြီးတော့မှ14ရက်ကနေပြီးတော့မှကျွန်တော်တို့သတ်မှတ်ထားတဲ့ကျွန်တော်22ရက်နေ့ထိကျွန်တော်တို့ auto ဖွင့်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူက on ထားတယ်ပေါ့နော် auto on ထားဘာလို့လဲဆိုတော့ကျွန်တော်ကဒီတစ်ခုကကျွန်တော်ကဒီမနက်ပိုင်းကျွန်တော်တို့က9နာရီ19မိနစ်ဆိုတော့ကျွန်တော်ကဒီမှာ9နာရီကနေစဖွင့်ထားဆိုတာဆိုတော့ကျွန်တော် auto on ပေးထားပြီပေါ့နော်တကယ်လို့ကျွန်တော်က17နာရီ40ဆိုလို့ရှိရင်တော့သူကရောင်းချင် off သွားပြီးတော့မှညနေကျွန်တော်10နာရီ PM နေမှာကျွန်တော်ရောင်းချင်ပြန်ဖွင့်မှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာဖွင့်ထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာ Android app မှာလည်းလာပြီးတော့မှပေါ်နေမှာဖြစ်ပါတယ်နော် Android app ကရောင်းချင်သတ်မှတ်တဲ့ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဟိုဒီ PC app ကနေဖွင့်ထားတဲ့အတိုင်းပဲလာပြီးတော့မှပေါ်နေမှာဖြစ်ပါတယ်အဲ့တော့ဒီမှာတစ်ခုရှိတာကျွန်တော်တို့ကဒီဖုန်းမှာသုံးရတဲ့ owner app ဒီကျွန်တော်တို့ဒီကွန်ပျူတာမှာသုံးရတဲ့ဒီ owner account နဲ့လုံးဝ100%ပေါ့နော်ကျွန်တော်တို့အကုန်လုံးအတူတူဖြစ်ပါတယ်နော်အဲ့တော့တကယ်လို့ကိုကဖုန်းဒီကွန်ပျူတာနဲ့မဖွင့်ချင်ဘူးဖုန်းနဲ့ဖွင့်ချင်တယ်ဆိုလို့ရှိရင်ဖုန်းနဲ့ဖွင့်လို့ရတယ်အဲ့တော့ဖုန်းနဲ့ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်ရောင်းချင်သတ်မှတ်တဲ့မှာစောစောအတိုင်းပဲကိုစတင်ရပြီးဆုံးရက်ဒီအချိန်မနက်ပိုင်းဖွင့်ချင်ပိတ်ချင်နေပြီးလို့ရှိရင်မနက်ပိုင်းကော်မရှင်ကရောစား break တွေထည့်မယ်ညနေပိုင်းရောင်းချင်ဖွင့်ချင်ပြီးလို့ရှိရင်ကျွန်တော်တို့ညနေပိုင်းကော်မရှင်ကရောစားတွေ break တွေထည့်ပြီးတော့မှကျွန်တော်တို့ရောင်းချင်ကိုဖွင့်လိုက်လို့ရတယ်အဲ့တော့ဒီကနေရောင်းချင်ဖွင့်လိုက်တာနဲ့ဒီပြိုင်နဲ့ကျွန်တော်တို့ဒီ PC မှာပါတစ်ခါလေးလာပြီးတော့မှပေါ်နေမှာဖြစ်ပါတယ်နော်လောလောဆယ်ကတော့ကျွန်တော် 3D ရောင်းချင်မဖွင့်ရသေးတဲ့အတွက်ကြောင့်မို့ 3D ကကျွန်တော်တို့ဒီကနေပြီးတော့မှပဲ 3D ရောင်းချင်ဖွင့်လိုက်ပါမယ်နော်ဖုန်းကနေပြီးတော့ဖွင့်လိုက်ပါမယ်နော်ပြီးလို့ရှိရင်ကျွန်တော်ရောင်းချင်သက်မှတ်အောင်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာကိုထည့်ချင်တဲ့အချိန်ကြီးတက်ကိုရေးရမယ်နော်ကျွန်တော်ဒီမှာဆိုရင်ဒီမှာ73ချိန်ဆို73ချိန်ဆိုပြီးတော့ကျွန်တော်ကနမူနာအနေနဲ့ပေါ့နော်ဒါဒီနေရာမှာအချိန်ကကိုကြိုက်တဲ့အချိန်ကိုကျွန်တော်ထည့်လို့ရပါတယ်နော်ပြီးရင်ကျွန်တော်တို့စတင်ရက်ပေါ့နော်စတင်ရက်ဆိုရင်ကျွန်တော်ကကျွန်တော်တို့ဒီနေ့14ရက်နေ့ကနေပြီးတော့မှကျွန်တော်တို့ဘယ်နေ့ထိပဲเนาะကျွန်တော်ပုံမှန်ကတော့ကျွန်တော်တို့16ရက်နေ့ဖွင့်တာဖြစ်တဲ့ခါကျတော့16ရက်နေ့ဒီသတ်မှတ်မှာပေါ့เนาะဒါပေမဲ့ကျွန်တော်ကတော့ဒါနမူနာအနေနဲ့ဖွင့်ပြဖြစ်တဲ့ကြောင့်မို့30ရက်နေ့ဒီသတ်မှတ်ပေးလိုက်ပါမယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီမှာ14ရက်ကနေပြီးတော့30ရက်နေ့ထိကျွန်တော်တို့ရောင်းချင်အပတ်စဉ်ဖွင့်ထားမယ်ပြီးရင်ကျွန်တော်တို့ဒီနေ့ဘယ်နာရီကနေစမလဲပေါ့เนาะ9နာရီကနေစမယ်ဆို9နာရီပေါ့เนาะဒီနေရာမှာတခုသိထားမှာကျွန်တော်စတင်ရက်မှာဖွင့်လိုက်တဲ့အချိန်ကနေပြီးတော့မှ
ပြီးဆုံးချိန်မှာထည့်တဲ့အချိန်ဒီဥပမာထားပါတော့ကျွန်တော်ကပြီးဆုံးချိန်မှာ4:30လို့ထည့်ထားဆိုရင်30ရက်နေ့4:30မှာသူကရောင်းချင်ပိတ်တော်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ချိန်ကတော့9:00ရက်နေထားလိုက်မယ်ပြီးဆုံးရက်အချိန်ကတော့ကျွန်တော်က3နာရီပဲထားလိုက်ပါမယ်เนาะကျွန်တော် sorry 2နာရီ3နာရီပေါ့เนาะကျွန်တော်မူနာနေ3နာရီပဲထားလိုက်ပါမယ်เนาะ3နာရီအတိထားလိုက်ပါမယ်เนาะ3နာရီ PM ပေါ့เนาะ PM ထားလိုက်ပါမယ်ပြီး okay နေလိုက်ပါမယ်ဒါဆိုလို့ရင်ကျွန်တော်တို့က14ရက်5လ2026က9နာရီကနေစပြီးတော့မှ30ရက်5လ2026 3နာရီ PM မှာရောင်းချိန်ကပိတ်တော်မှာဖြစ်ပါတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့က3D တဲ့ commission ကထည့်မယ်ပြီးလို့ရှိရင်3D တဲ့အယောစားထည့်မယ်ဒါကကျွန်တော်တို့ကဒိုင်ကပေးထားတဲ့ commission ကနဲ့အယောစားကိုထည့်ရတာဖြစ်ပါတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ 3D တဲ့တွတ်စာထည့်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ 3D မှာဘယ်လောက်ပရိတ်ထားမလဲပေါ့เนาะကျွန်တော်တို့ဒီမှာဆိုရင်နမူနာအနေနဲ့ကျွန်တော်က2000ပရိတ်ပဲကျွန်တော်ထည့်လိုက်ပါမယ်เนาะပြီးတော့ကျွန်တော်သိမ်းမယ်ဆိုနေလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသိမ်းပြီးသွားပြီပေါ့နော်အပတ်စဉ်ဖွင့်ပြီးသွားပြီဒီမှာဆိုလို့ရှိရင်ဒီမှာလည်းရောက်လာပြီပေါ့နော်ဒီမှာဆိုရင်ဖွင့်ဆိုပြီးပြထားတယ်ဒါဆိုရင် 3D ရောင်းချင်ဖွင့်နေရပေါ့နော်တကယ်လို့ကိုကဒီဖွင့်ထားတဲ့ရောင်းချင်ကိုပြန်ဖြတ်ချင်တယ်ဆိုရင် function ကိုဝင်ပြီးတော့မှကျွန်တော်တို့ဖြတ်ချင်တဲ့ရောင်းချင်ကို select ပေးပြီးတော့မှရှင်းမယ်ဆိုတော့နေပြီးဖြတ်လိုက်လို့ရပါတယ်နော်ဒါကနမူနာထည့်တာဖြစ်ဖြစ်ကြောင့်မို့ကြောင့်ပြန်ဖြတ်ချင်တယ်ဆိုပေါ့နော်ဒီမှာ 2D မှာလည်းအဲ့တိုင်းပဲကျွန်တော်တို့ကတကယ်လို့ပေါ့နော်ကိုကဒါလောလောဆယ် define နဲ့ထည့်ထားလို့ပေါ့နော်တကယ်လို့ကိုကနောက်ပတ်ကျွန်တော်တို့က22ရက်နေ့ပြီးတော့မှ21ရက်နေ့ကနေပြီးနောက်ထပ်ပတ်စဉ်တစ်ခုဖွင့်ပြီဆိုဒီနေရာမှာနောက်ထပ်ပတ်စဉ်တစ်ခုပြပေးနေမှာဖြစ်ပါတယ်နော်တကယ်လို့ကိုအဲ့ပတ်တွေကိုပတ်စဉ်တွေပြန်ရှင်းနေတယ်ဆိုရင် function ကိုနှိပ်ပြီးတော့မှကိုရှင်းနေတဲ့ပတ်စဉ်ကို select ပေးပြီးတော့မှရှင်းမယ်ဆိုနေပြီးတော့မှဖြတ်လိုက်လို့ရပါတယ်နော်ဒါကတော့ကျွန်တော်တို့ကဒါဒီဖုန်းကနေပြီးတော့မှ owner app ကနေပြီးတော့မှ 3D ရောင်းချင်ဖွင့်လိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းကွန်ပျူတာမှာလည်းတစ်ချက်သွားကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဖုန်းကဖွင့်လိုက်တဲ့ 3D ရောင်းချင်ကိုပြပေးနေမှာဖြစ်ပါတယ်နော်တကယ်လို့ဒီရောင်းချင်တွေကိုပြန်ပြီးတော့မှပြင်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုပြင်ကျင်တဲ့ရောင်းချင်ပေါ့နော်ဥပမာဆိုကြပါစို့ကျွန်တော်တို့ဒီနေ့မှာကနန်း break တော်၎င်းကျွန်တော်တို့ငွေပေါ်မှာကျွန်တော်စသည်ပြင်ပေါ့အချက်လက်တွေပြင်ကျင်တယ်ဆိုရင် click နှစ်ချက်နေပြီးတော့မှကိုပြင်ကျင်တဲ့ကော်စားမနက်ပိုင်းအတွက် commission ကအယောစား break တွေကိုပြန်ပြီးတော့မှပြင်ဆင်လို့ရပါတယ်နော်ဒီနေရာမှာလည်းကျွန်တော်တို့မနက်ပိုင်းအတွက်ကိုကရောင်းချင်ကိုလည်းကျွန်တော်ကမှားထည့်ထားဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမနက်ပိုင်းညနေပိုင်းရောင်းကျွန်တော်တို့ဖွင့်ကျင်တဲ့ပိတ်ချိန်ကိုမနက်ပိုင်းဖွင့်ကျင်တဲ့ပိတ်ချိန်ကိုကျွန်တော်ပြန်ပြီးတော့မှကြိုက်သလိုပြင်ဆင်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာပြင်ဆင်လိုက်တဲ့အတိုင်းပဲဖုန်းမှာလည်းကျွန်တော်တို့ပြောင်းတော့မှာဖြစ်ပါတယ်နော်အဲ့တော့ဖုန်းမှာပြင်မယ်ဆိုလို့ရှိရင်လည်းပြင်လို့ရပါတယ်နော်အဲ့တော့ဖုန်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရောင်းချင်တဲ့မဲ့အထဲမှာကျွန်တော်တို့ကအခုထားပါတော့ကျွန်တော်ကဒီညနေပိုင်းပြင်နေတယ်ဆိုရင်ညနေပိုင်းကိုကျွန်တော်ဖိထားလိုက်ဒီမှာ edit ဆိုတဲ့ button လေးပေါ်လာပြီပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်သူကဒီမှာရောင်းချင်ပြင်မဲ့ပေါက်လေးပေါ်မှာပေါ်လာပြီဖြစ်ပါတယ်ဒီမှာကျွန်တော်ကဒီမှာကျွန်တော်တို့ကရောင်းချင်ပြင်တဲ့ပေါက်လေးကကျွန်တော်အပေါ်မှာကွဲနေတဲ့ကြောင့်မို့ပေါ်နည်းနည်းဆွဲလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကညနေပိုင်းတွေရောင်းချင်တဲ့ commission ကနဲ့အယောစားရဲ့ break တွေကိုအစိတ်ကြိုက်ပြင်လို့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီအပတ်စဉ်များလာတဲ့အတွက်ကြောင့်မို့သူကဒီနေရာမှာပေါက်ကတော့တစ်ခါတန်းမပေါ်ဘူးပေါ့နော်တန်းပြီးမပြပေးဘူးကျွန်တော်အပေါ်လေးကိုနည်းနည်းဆွဲပြီးတော့မှကျွန်တော်ပြင်ရမယ့်ပေါက်လေးကပေါ်လာမှာဖြစ်ပါတယ်နော်โอเคဒါကတော့ကျွန်တော်တို့ကဒီအပတ်စဉ်ဖွင့်တဲ့ပုံစံလေးကိုကျွန်တော်တို့ကကွန်ပျူတာကနေဘယ်လိုဖွင့်မလဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းကနေဘယ်လိုဖွင့်မလဲဆိုတာကိုရှင်းပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာကနေပြီးတော့မှကျွန်တော်တို့ကဒီရောင်းချင်တွေကိုပြင်ကျင်တယ်ဖြတ်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ function နဲ့ဝင်ပြီးတော့မှကိုဖြတ်ကျင်တဲ့ရောင်းချင်ကို select ပေးပြီးတော့မှရှင်းမယ်ဆိုနေပြီးတော့မှဖြတ်လို့ရပါတယ်အဲ့တော့ဒီမှာကျွန်တော်ကွန်ပျူတာမှာဖြတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းမှာလည်းပြတ်သွားမယ်ဖုန်းမှာဖြတ်လိုက်မယ်ဆိုရင်ကွန်ပျူတာလည်းပြတ်သွားမှာဖြစ်ပါတယ်เนาะအဲ့တော့ကွန်ပျူတာမှာလည်းကျွန်တော် function ဆိုတာလေးရှိတယ်အဲ့တော့ကိုဖြတ်ကျင်တဲ့2D ပဲဖြစ် 3D ပဲဖြစ်ကိုဖြတ်ကျင်တဲ့ရောင်းချင်ကို select ပေးပြီးတော့မှရှင်းမယ်ဆိုနေပြီးတော့မှဖြတ်လိုက်လို့ရပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာရောင်းချင်ဖွင့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ PC app မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရောင်းချင်ဖွင့်တာဆိုပြီးတော့မှပြနေတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကမနက်ပိုင်းရောင်းချင်ဖွင့်ထားသည်ပြနေတယ်เนาะကျွန်တော်တို့ Android app မှာဆိုလို့ရှိရင်ဒီနေရာမှာ 2D မနက်ပိုင်းရောင်းချင်ဖွင့်ထားသည်ပြနေတယ်ညနေပိုင်းကတော့ရောင်းချင်ပိတ်ထားတယ်ပေါ့နော် 3D ကလည်းရောင်းချင်ဖွင့်ထားသည်ပြနေတယ်ပေါ့နော်ဒီမှာကျွန်တော်က PC app မှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာညနေပိုင်းကိုရွေးကြည့်လိုက်မယ်ဆိုရင်ရောင်းချင်ပိတ်ထားသည်လို့ပြနေမယ်ဒီလိုကျွန်တော်ကဒီမှာ3D ကိုရွေးလိုက်မယ်ဆိုရင်ရောင်းချင်ဖွင့်ထားသည်လို့ပြနေမှာဖြစ်ပါတယ်เนาะဒီကနေပဲကျွန်တော်က 2D 3D မနက်ညနေကိုကျွန်တော်ရွေးပြီးတော့မှကျွန်တော်တို့ပြောင်းပြီးကြည့်လို့ရမှာဖြစ်ပါတယ်เนาะဒီနေရာမှာကျွန်တော်တို့ကဖွင့်ထားတဲ့ရောင်းချိန်လိုက်ပေါ့နော်ကျွန်တော်ကမနက်ပိုင်းမှာဖွင့်ထားဆိုရင်မနက်ပိုင်းကိုအော်တိုပြပေးထားမယ်တကယ်လို့ညနေပိုင်းမနက်ပိုင်းပိတ်သွားပြီးတော့ညနေပိုင်းရောင်းချိန်ဖွင့်သွားဆိုရင်ညနေကိုသူကအော်တိုပြပေးမှာဖြစ်ပါတယ်နော်တကယ်လို့နှစ်ခုလုံးပိတ်ထားတဲ့ချိန်ဆိုရင်တော့ 3D ရောင်းချိန်ကိုအော်တိုဖွင့်ပေးထားမှာဖြစ်ပါတယ်နော်အဲ့တော့ကိုကတကူတကလိုက်ပြောင်းနေကြရမလို့တကယ်လို့ကိုပြောင်းနေတယ်ဆိုလို့ရှိရင်ကိုပြောင်းနေတဲ့ချိန်ကိုရွေးပြီးတော့မှပြောင်းလို့ရပါတယ်အဲ့တိုင်းပဲကျွန်တော်တို့ကဒါ 2D မှာလည်းတူတူပဲပေါ့နော်ကျွန်တော်မနက်ပိုင်းဖွင့်ထားဆိုမနက်ပိုင်းအော်တိုပြနေမယ်ညနေပိုင်းဖွင့်ထားဆိုညနေပိုင်းအော်တိုပြနေမှာဖြစ်ပါတယ်နော်